လူနာတင်ရင်ဝန်ဆောင်မှုများသည့်ဆေးဘက်ဆိုင်ရာအရေးအပေါ်အခြေအနေတွင်မည်သူမဆိုရနိုင်ပါသည်။ Victoria တွင်လူနာတင်ရင်အသုံးပြုခြင်းသို့မဟုတ်ဆေးရုံသို့ပို့ဆောင်ရန်မလိုအပ်တော့လဲဆေးမှုများထံမှအကူအညီရယူခြင်းသည်အခမဲ့ဖြစ်ပြီး Medicare မှအကျုံးမဝင်ပါ။ Victoria ပြည်နယ်တွင်လူနာတင်ရင်ဝန်ဆောင်မှုသည်အခမဲ့မဟုတ်သဖြင့်သင်အားဒေါ်လာ1000ကျော်ကုန်ကျနိုင်သည်။လူနာတင်ရင်ဖြင့်ကုသခြင်းသို့မဟုတ်တည်ယူပို့ဆောင်ခြင်းအတွက်အကျိုးဝင်ခြင်းရှိမရှိစစ်ဆေးရန်အရေးကြီးပါသည်။၎င်းသည်ခွင့်ပြုထားသောလက်ယုံကြည်ထွေရှိခြင်းပုဂ္ဂလိကကျန်းမာရေးအာမခံရှိခြင်းသို့မဟုတ်လူနာတင်ရင် Victoria အဖွဲ့ဝင်ဖြစ်လာခြင်းဖြစ်နိုင်သည်။မေးခွန်းများရှိပါကကျွန်ုပ်တို့၏website ဖြစ်သော www.ambulance.vid.gov.au သို့သွားပါသို့မဟုတ်1339 366 1411သို့ဖုန်းခေါ်ဆိုနိုင်ပါသည်